နေဆက်ရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးဟာဒီကနေ့မှာအကြမ်းဖက်ဖြစ်စဉ်များကြောင့်တစိမ့်တစ်ပိုင်းပျက်စီးသွားတဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆောက်အုံပြုပြင်နေမှုနဲ့မြို့တော်ခမ်းမှာပြန်လည်ပြုပြင်နေမှုကိုကြည့်ရှုစေပါတယ်ဆက်လက်ပြီးဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာအမှတ်3အခြေခံပညာမူလတန်းကျောင်းသို့တွားရောက်ပြီးကျောင်းကျမ်းမာရေးတည်င်းပန်လှူရှာမှုအဖြစ်ကျောင်းသားကျောင်းသူများကိုအာဟာရတိုက်ကျွေးနေမှုကိုကြည့်ရှုအားပေးပါတယ်အလားတူဒီတိမ်မျိုးမှာအကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့ဌာနဆိုင်ရာရုံးအဆောက်အအုံများနဲ့မြို့ရင်းသားရာလှပရေးလုပ်ငန်းများကိုအရှိန်ဟုန်မပြတ်ဆောင်ရွက်နိုင်ရေးအတွက်ဒီတိမ်မျိုးပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစောနိုင်ဦးနဲ့ကော်မတီဝင်များဟာမြို့နယ်တသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနဝန်ထမ်းအိမ်ယာ၄ခန်းကျွဲနှစ်ထပ်အဆောက်အုံဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာဆက်သွယ်ရေးလုပ်ငန်းအော်တိုအိတ်ချင်းယုံပျက်စီးမှုအခြေအနေများကို၎င်းမြို့နယ်စီပင်တရားရေးအဖွဲ့မှမြို့မရက်ွက်ရှိဒေါက်တာဝုံစွန်းထန်လန်ရည်စည်းလာကောင်းမွန်စေရေးမြောက်ဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်းလိန်ကျုံလန်းနဲ့ရီစုလန်တန်ရှင်းတရားလှပရေးကြောက်စီမြေထိန်နရန်တိဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကွင်းစင်ကြည့်ရှုစေပြီးလိုအပ်တာများပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်ထို့အတူတွန်းဆက်မျိုးပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူးဟာတာဝန်ရှိသူများနဲ့အတူတစိမ့်တစ်ပိုင်းပျက်စီးခဲ့တဲ့ဌာနဆိုင်ရာအဆောက်အအုံများဖြစ်တဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့မြို့နယ်ရုံးအသစ်ပြုပြင်ခြင်းလူငယ်တနန်းကျောင်းရဲ့ကျောင်းသားအိတ်ဆောင်ပြုပြင်ခြင်းလျှက်စစ်ရုံးရဲ့လေကန်ကျွဲဝန်ထမ်းအိမ်ယာပြုပြင်ခြင်းလုပ်ငန်းများကိုကွင်းစင်ကြည့်ရှုစေပြီးလိုအပ်တာများပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်